လေးလေးတွေရဲ့နာဂတ်ပညာရေးနဲ့ပတ်သက်လို့မိဘတွေပေါ်မှာပဲမူတည်နေရဖြစ်တဲ့အတွက်ကြောင့်မလို့အမကတော့အကောင်းဆုံးတွေကိုပဲရွေးချယ်ပြီးတော့ support ပေးခြင်းတယ်ခုလိုအချိန်တို့အတွင်းမှာကလေးတွေရဲ့ result တွေတိတိတတ်တာတိုးတက်လာတာကိုမြင်ရတော့အခါကျတော့အမအတွက် Starfish ကိုရွေးချယ်ခဲ့တာမှန်ကန်တယ်လို့ခံစားရပါတယ်မင်္ဂလာပါရှင်ကျမကတော့မသက်မာလင်းဖြစ်ပါတယ်သမီးလေး Sweetie နဲ့ Baby တို့ရဲ့မိမိပဲဖြစ်ပါတယ်ရှင် Hello everyone, my name is Pupi Zonglin. I am level 2 at Starfish Summer Program. Hi everyone, I'm Sweetie and I'm attending in level 5 at Starfish Summer Program. Before I joined this class, I was afraid of speaking English in front of people. Now I feel much more confident in speaking English and solving math problems is not scary for me anymore. I like learning with game because I can remember things more easily that way. And also the teachers are kind and patient with us, so I like them so much. ကလေးတွေရဲ့နေရာဒီချောင်းပေးရက်ကိုအကျိုးရှိရှိအသုံးချစေချင်တာရယ် Starfish ကနေပြီးတော့မှ English language ရင်မကဘူးတခြားသော skill တွေကိုပါတိုးတက်အောင်လုပ်ပေးနိုင်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မလို့ Starfish Summer Program ကိုလာ join ဖြစ်တာပါရှင်ခုလိုအချိန်တို့အတွင်းမှာကလေးတွေရဲ့ result တွေတိတိတတ်တာတိုးတက်လာတာကိုမြင်ရတော့အခါကျတော့အမအတွက် Starfish ကိုရွေးချယ်ခဲ့တာမှန်ကန်တယ်လို့ခံစားရပါတယ်။ကလေးလေးတွေရဲ့နာဂတ်ပညာရေးနဲ့ပတ်သက်လို့မိဘတွေပေါ်မှာပဲမူတည်နေရဖြစ်တဲ့အတွက်ကြောင့်မလို့အမကတော့အကောင်းဆုံးတွေကိုပဲရွေးချယ်ပြီးတော့ support ပေးခြင်းတယ်။ဒါကြောင့်မလို့ဒီလို quality education မျိုးပေးနိုင်တဲ့ Starfish education ရွေးချယ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့တခြားမိဘတွေကိုကျွန်မအနေနဲ့အကြံပေးချင်တာကတော့ကိုကလေးရဲ့ပညာရေးအတွက်ရွေးချယ်မယ်ဆိုရင် Starfish လိုအကြောင်းမျိုးကိုရွေးချယ်ထားကြည့်ကြဖို့တိုက်တွန်းကြံပေးချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye. Bye.